ဖေရ ဘယ်လောက်မှန်းတာ တိတ်တစ်ထောင်လောက်တော့မှန်းနေဖေရ ဟာအကျွေးမွေးကတိတ်တစ်ထောင်ဘိတ်တိတ်နဲ့ဆိုင်းနဲ့တိတ်1250 ဒီပါဗျာ တရားတရားကောင်းလာကြီးလားဟာ ဒီပါဗျာ တို့ဘုန်းကြီးတွေဘယ်လောက်က 3000 လီမှမကြွားဘူးဟဲ့ဘယ်နဲ့နင်တို့ကပြောင်းမြန်ဖြစ်နေတယ်တန်တရားကလွတ်အောင်ဟောပေးတဲ့ဘုန်းကြီးကြတော့3000ဆိုင်နေဘိတ်တိတ်ကြတော့အများကြီးပဲငါဘုန်းကြီး3000ပေးတော့ဘုန်းကြီးမပြောနဲ့အမွေကိုမမြင်ရဘူးဗျာ ဖုံတပီးတော့အမျိုးတွေကဖုံကိုသဘောကျတယ်တရားပေါ်ကျတော့ဝိုင်းပြီးတော့စုချမှာဗောဖုံရဲ့ ဟာဘုန်းကြီးတရားဟောရင်စူးကြတောင်းအောင်အချို့တော်များမှန်နေလိုက်ရင်နင်တော့ဟာမဟုတ်သေးပါဘူးနင်တော့ပြောင်းမြန်နေလို့ ကြောက်လို့ဖေရကြောက်လို့မှားပြီးတော့ဗစကားပြောမိတာပါဖေရ ဟာကြောက်ရင်ဒီလိုမျိုးမလုပ်ဘူး ဒီမှာဟော ဒိတ်ပဲကိုမရှိတာ ဝှထုံကပ်ပါမှာဖေရဝှထုံကပ်ပါမှာဖေရဒီမှာကြောက်ပါဖေရ ဘုန်းကြီးလာပြီးစော်ကား ဒီမှာခဏလေးပါဖေရမောင်ကျဖုံးလာလို့ပြောလေမောင်ဟုတ်တယ်မောင်ရေမောင်ကျတဲ့တိုင်လေးဘေးသစ်ဆရာကြီးတော့မဆရာမပေးကြဘူးအဲ့ဒါဖုံးကြီးစီရောက်နေတယ် ပြောလား သိပါတယ်ဖုံးကြီးနဲ့ဝေးကြီးပါ အာမဘုန်းကြီးများစိတ်မချဖြစ်